တခါကကျေးရွာတရွာမှာအလွန်ဆင်းရဲလာတဲ့ဖွားအိုကြီးတယောက်နေထိုင်ပါတယ်။သူမရဲ့နာမည်ကဒေါ်ငင်းချမ်းဆိုပေမဲ့ဆင်းရဲမှုကြောင့်သူမဘဝမှာငင်းချမ်းမှုဆိုတာလုံးဝမရှိခဲ့ပါဘူး။အဖွားအိုဟာအလွန်ပဲဆင်းရဲလွန်းတာကြောင့်တခါတလေပိုက်စာလျက်နဲ့ပဲအိမ်ရတတ်ပါတယ်။သူမအိမ်မှာဝင်ငွေရှာပေးမဲ့သူမရှိသလိုသူမအတွက်နေ့စဉ်အလုပ်လုပ်ဖို့ကလည်းခက်ခဲလာတယ်။ဒီနေ့ရောင်းစရာ၆ခန်းထားတဲ့ထင်းတောင်မရှိတော့ဘူး။စားစရာတတိလည်းမရှိဘူး။ဒီနေ့လဲဘာမှမစားရပဲအိပ်ရတော့မယ်ထင်တယ်။အဖွားစိတ်မကောင်းဖြစ်ကအိမ်ဘက်ကိုပြန်လှမ်းလာခဲ့ပါတယ်။မကြခင်မှာပဲသူမမျက်စီထဲတတိမျိုးစုံတီးနေတဲ့တစ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရတယ်။အိုးဖျားသခင်ကြီးငါစကားကိုကြားသွားပြီထင်တယ်။ဒီလိုတတိမျိုးစုံနဲ့ဆိုဒီနေ့တော့ဘိုက်ဝအောင်စားလို့ရမယ်ဟဲ့ဆိုပြီးဖွာအိုဟာဝမ်းသာစွာနဲ့တစ်ပင်အနီးကိုသွားပြီးတစ်တိတစ်လုံးခုကစားလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီတစ်တိကအရန်ခါလွန်တာကြောင့်သူမစားလို့မရခဲ့ဘူး။အိုးတစ်တိကဘလောက်တောင်ခါလိုက်တယ်လဲ။ဒါကိုစားရင်ငါပါစက်တစ်ခုလုံးခါသွားမှာပဲ။တစ်တိကခါပေမဲ့ဖွာအိုမှာဒါကိုစားဖို့ကလွယ်ပြီးတခြားရွေးစရာမရှိပါဘူး။အကယ်၍သူမဒီတစ်တိကိုမစားရင်ဗိုက်စားပြီးအိပ်ရမှာဖြစ်တဲ့အတွက်သူမစဉ်းစားနေမိပါတယ်။ဒီတစ်တိကိုမယူရင်ဗိုက်စားပြီးအိပ်ရမယ်။ဗိုက်စားပြီးအိပ်ရတာထက်ဒါကိုပဲဘလို့နီးနဲ့မဆိုစားလိုက်တာကပိုကောင်းမယ်။အနည်းဆုံးတော့ဗိုက်ပြည့်သွားမှာပဲ။ဒီလိုစဉ်းစားပြီးအဖွားအိုကခါတဲ့တစ်တိတွေကိုခိုးယူကအိတ်ထဲကိုထည့်ပြီးအိမ်ဘက်ကိုပြန်လှမ်းလာခဲ့ပါတယ်။အနည်းငယ်လမ်းလျှောက်ပြီးတဲ့အခါမှာသူမဟာဆိုင်တဆိုင်ရဲ့အပြင်ဘက်မှာဆိုင်းဘုတ်တစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီဆိုင်းဘုတ်မှာတစ်တိပေးပါစံယူပါလို့ရေးထားတယ်။ဒါကိုမြင်တော့အဖွားအိုကရက်လိုက်ပြီးတစ်တိပေးပါစံယူပါဒီနေ့တော့ငါအတွက်ချိုမိန်နဲ့စံရရှိမယ်ထင်တယ်။သူစင်ရသားဖြစ်ပေမဲ့ညံကောင်းတဲ့အဖွားအိုဟာဆိုင်းဘုတ်ပေါ်ကစာကိုဖတ်ပြီးအတွေ့တစ်ခုရကဆိုင်းတဲကိုဝင်သွားတယ်။တတော်တွေကရလာတဲ့တစ်သီးတွေကိုထုတ်ယူပြီးဆိုင်ရှင်ကိုပေးလိုက်တယ်။ဆိုင်ရှင်ဒီတစ်သီးတွေယူပြီးကျမကိုစံနဲ့လဲပေးပါ။ဆိုင်ရှင်ကအဖွားအိုစီကတစ်သီးတွေယူပြီးကြည့်လိုက်တာနဲ့တစ်သီးတွေဟာခါနေတာသိလိုက်ရတယ်။ဒါတွေကဘာတစ်သီးတွေလဲဒီလောက်ခါနေတာဒါတွေနဲ့ဘာမှမရဘူး။ဒါပေမဲ့မင်းကဒီမှာတစ်သီးအကြောင်းပဲရေးထားတာချိုတာပဲဖြစ်ရမယ်ဆိုတာမပါဘူး။တစ်သီးဆိုတာတစ်သီးပဲလေ။အခုမင်းငါကိုစံပေးရမယ်မဟုတ်ရင်ဘရင်ကိုတိုင်ကြားမယ်အေးမတိုင်ကြားနဲ့ငါပေးလိုက်မယ်ဖွာအိုရဲ့စကားကမှန်နေတာကြောင့်ဆိုင်ရှင်ဟာမနှစ်သက်ပေမဲ့အဖွာအိုကိုခါတဲ့တစ်သီးတွေအစားစံပေးလိုက်ရတယ်ဒီလိုနဲ့အဖွာအိုဟာသူ့ရဲ့လှဲ့ကွက်နဲ့အစားရအောင်လှုပ်လိုက်တယ်ဆိုပါတော့အိုးရတာရှိလိုက်တာဒီလိုထမင်းမျိုးမစားရတာကြာလာပြီတိတ်ကိုအရသာရှိတာပဲအဖွားအိုဟာအစားအစာရဲ့အရသာကိုခံစားနေတော့ရုတ်တရက်စစ်သားတွေစီကအတန်ကိုကြားလိုက်ရတယ်သူပြေးပြီးအပြင်ကိုထွက်ကြည့်တော့ဘရင်ရဲ့စစ်သားတွေကကြီးညာချက်တစ်ခုကိုဖတ်ပြနေတာတွေ့ရတယ်နားထောင်ကြပါဘရင်မင်းကြီးကနိုင်ငံသားအလုံးအတွက်ပြိုင်ပွဲတစ်ခုကျင်းပမယ်လို့ကြေညာပါတယ်တင်တို့အလုံးဒီပြိုင်ပွဲမှာပါဝင်နိုင်ပါတယ်ပြိုင်ပွဲရဲ့အနိုင်ရသူကိုဘရင်မင်းကြီးကဆုချီးမြှင့်မှာဖြစ်ပါတယ်။နားထောင်ကြပါစစ်သားရဲ့စကားကိုကြားပြီးဖွားအိုဟာဝမ်းသာသွားတယ်။သူမကဒီပြိုင်ပွဲကိုနိုင်မယ်လို့ယုံကြည်နေတယ်။ငါဒီပြိုင်ပွဲကိုနိုင်ရင်ဆုကြေးငွေနဲ့ငါပြဿနာတွေအလုံးပြေလည်သွားနိုင်တယ်။နောက်တစ်နေ့မှာပဲအဖွားအိုဟာပြိုင်ပွဲဝင်မှုအတွက်နန်းတော်ကိုသွားခဲ့တယ်။အဲဒီမှာတော့တခြားပြိုင်ပွဲတွေကအရင်ရောက်နှင်ပြီးဖြစ်နေတယ်။ဒါကတော့နန်းတော်ရဲ့ရှေးကြဆုံးပကြီးကားတွေကတစ်ခုပါ။တင်တို့ပြောရမှာကဒီပကြီးကားမှာဘာတွေပါလဲဆိုတာပါပဲ။ဒီပကြီးကားကဘာပုံလဲဆိုတာကိုမှန်ကန်စွာဖြေဆိုနိုင်တဲ့သူသာနိုင်ရပါမယ်။ဒါကတော့အလွန်လွယ်ပါတယ်။ဒီမှာဘာပုံမှမပါဘူး။မဟုတ်ပါဘူး။ဒါကလူသူကင်းမဲ့တဲ့မြေပြင်ပုံပါ။လူအလုံးကတို့ပုံကိုကြည့်ပြီးမိမိအမြင်ကိုပြောဆိုနေကြပေမယ့်အဖွားအိုကတိတ်ဆိတ်စွာကြည့်နေပြီး
တွေကနောက်ဆုံးမှာတော့ရှေ့ကိုတိုးလာခဲ့တယ်အရှင်မင်းကြီးကျမသိပါတယ်ကောင်းပြီဒီပုံကဘာကိုဆိုလိုတာလဲပြောပြပါအရှင်မင်းကြီးဒီပုံမှာစိမ့်လန်းသောမြက်ခင်းနဲ့မြင်းတကောင်ပါဝင်ပါတယ်အံ့ဩစရာပဲငါတို့မမြင်ရဘူးဖွားကြီးမင်းပါကြောင့်ဒီပုံမှာမြင်းနဲ့မြက်ခင်းပါတယ်လို့ထင်ရတာလေပါမယ်ဆိုရင်အခုပါကြောင့်မမြင်ရတော့တာလေလူအားလုံးကအဖွားအိုရဲ့စကားကိုကြားပြီးအံ့အားသင့်နေကြတော့လေအဖွားအိုကသူမရဲ့အဖြေကိုပြုံးရင်းဖြေကြားခဲ့ပါတယ်အရှင်မင်းကြီးဒီပုံမှာစိမ့်ဆူသောမြက်ခင်းဖြင့်ဖုံးလွှမ်းနေသောလွင်ပြင်တစ်ခုရှိပါတယ်လူတိုင်းကအဖွားအိုရဲ့စကားကိုကြားတော့အံ့ဩသွားကြတယ်ဒါပေမဲ့အဖွားအိုကသူမဘာပြောနေတယ်ဆိုတာကိုသိပါတယ်သူမကပြုံးပြီးဘုရင်မင်းကြီးကိုဖြေလိုက်တယ်အရှင်မင်းကြီးဒီပုံထဲမှာအစိမ်းရောင်မြက်ခင်းပြင်ကြီးရှိပါတယ်အဲ့ဒီမှာမြင်းတကောင်မျက်စားနေပါတယ်မြင်းကမြက်ခင်းတစ်ခုလုံးကိုစားပလိုက်လို့ဒီပုံကအဖြူရောင်ပဲဖြစ်နေတာပါဒါကဘာကိုပြောတာလဲမြင်းကမြက်ခင်းကိုအလုံးစားပြစ်တယ်ဆိုတာလက်ခံတယ်ဒါပေမဲ့မြင်းကပုံထဲမှာပါတဲ့တယ်လေပြောစမ်းမြင်းကဘယ်ရောက်နေလဲအခုဆိုမြက်ခင်းမှာမြက်လဲမရှိတော့ဘူးမြင်းကဒီမှာနေပြီးဘာလုပ်ရမှာလဲသူကနောက်ထပ်စားဖို့အတွက်မျက်ရှာဖို့ဒီကနေထွက်သွားပြီလေအဖွားအိုကလိမ္မာပါနဲ့စွာအဖြေပေးလိုက်တာကြောင့်ဘုရင်မင်းကြီးကလည်းသူမရဲ့ညံရီကိုသဘောကျသွားခဲ့တယ်အိုးဟိုဟိုအလွန်ကောင်းတဲ့အဖြေပဲကျွန်ုပ်ဆိုလိုတာကကျွန်ုပ်တို့နိုင်ငံသားများညံကောင်းသလားဆိုတာကိုစမ်းသပ်လိုခြင်းသာဖြစ်တယ်အဖွားကြီးတင်ဟာတင်ရဲ့ပါနဲ့တဲ့ညံရင်ဖြင့်ငါကိုကြည်နက်စေတယ်ငါသည်တင်ကိုပြိုင်ပွဲရဲ့အနိုင်ရသူအဖြစ်ကြေညာမည်အဲ့ဒီအချိန်မှာအဖွားအိုဟာအရန်ကိုပျော်သွားခဲ့ပြီးတော့ကျေးဇူးတင်ပါတယ်အရှင်မင်းကြီးအဲ့ဒီလိုနဲ့အဖွားအိုဟာသူမရဲ့ညံရည်နဲ့ပြိုင်ပွဲကိုအနိုင်ရခဲ့ပြီးတော့အဲ့ဒီစုငွေတွေနဲ့သူမရဲ့ဒုက္ခတွေအလုံးပြေလည်သွားကနောက်ပဲတော့ခါမှဗိုက်စာလျက်နဲ့အိတ်ဆက်ရတဲ့အချိန်တွေမရှိတော့ပါဘူးပုံမြင်လေးကတော့ဒါပါပဲကွယ်အသက်ကြီးပေမဲ့လည်းပါနဲ့တဲ့ညံရည်ကြောင့်ဘဝကိုဘလို့ပြောင်းလဲသွားစေလဲဆိုတာကိုရိုးရှင်းစွာပဲတင်ပြထားပါတယ်နောက်ထပ်စိတ်ဝင်စားပဲကောင်းတဲ့ပုံမြင်လေးတွေလည်းတင်ဆက်ပေးအောင်ပါမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်